လို့လို့ရမလဲပြောစမ်းပါမင်းအကြောင်းတွေ့ရင်အိမ်မရဘူးအမြဲလွန်နေပါသည်ယူသွတော်သူမင်းရဲ့ပြုံးနေနောက်မှာနောင်ကျိုးတွေလားအချစ်စိတ်လိမ့်ထားအမုန်းစိတ်နဲ့များဒါပါရစင်လားနေအတားများအမြဲမွေးလို့ထားကြောက်လာပါသည်တကယ်ပြောတာပါ